San Ho Figandi Leave It Irangel မတ်တွေအများကြီးတဲ့မှာကျွန်တော်အကြိုက်ဆုံးတဲ့သဘောကျဆုံးမတ်ကိုပြောပါဆိုရင်မီယာမာလို့ပဲပြောရမှာပါ။ဘာလို့ဆိုမီယာမာကပြစ်လို့ကောင်းတဲ့တခြားမတ်တွေမှာအန်မီဘက်ကရုပ်တရက်ဖြစ်လာခဲ့ရင်ကိုကပြောင်းကြီးထဲမှာဖြစ်နေတတ်ပါတယ်။မီယာမာကတော့အဲ့လိုဖြစ်ဖို့ 20% ပါ။အန်မီဘက်ကရုပ်တရက်ပြစ်လာရင်တော့မတ်ပုံစံကတောင်တွေချိုင်းတွေကြီးပဲမလို့ချိုက်တဲ့နေရာမှာကာဗာယူပြီးပြန်လှော်လို့ရပါတယ်။နောက်ပြီးကွင်းထဲပတ်ပြေးပြီး run လဲတင်လို့ရပါတယ်။ချက်ကတော့ကားမောင်းရတာပါပဲဒါကတော့ကျွန်တော်ခြိုက်ဆုံးချက်ပါမီယာမာပစ္စည်းစုံကောက်ပြီးကားမောင်းရတာကဘာနဲ့မှကိုမတူပါဘူးချို့ player တွေကတော့မီယာမာကိုလုံးဝမကြိုက်ကြတာရှိပါတယ်ကျွန်တော်ကတော့တော်တော်လေးကိုသဘောကျပါတယ်ဆိုတော့ brother လို့လည်း brother လို့ခြိုက်တဲ့ map တွေရှိရဲဆိုရင် comment မှာရေးသွားနိုင်ပါတယ် skin ဖောက်ဖို့ပဲ UC တွေလို့ Ryan ပတ်ဖွင့်ဖို့ပဲ UC တွေလို့ဘာကြောင့်မဲလို့ကျွန်တော်စီမှာ UC တွေယုံကြည်စိတ်ချစွာလာပေးလို့ရပါပြီကျွန်တော်ကတော့ sponsor ပဲဖြစ်ပါတယ်